ဒီကောင်လေးတွေကတော့ကဘာပေါ်မှာအရင်ဆုံးတက်တီအရှိဆုံးပဲကလေးတွေပါဥခွန်ထဲကထွက်လာတာနဲ့တပြိုင်နက်ပေ1660ကျော်မြင့်တဲ့တက်ခေါင်းလေးကနေအောက်ကိုခုန်ချကြရပါတယ်ဒါဟာသူတို့ရဲ့ရှင်တန်ရက်တီရဲ့အတွက်ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်သူတို့အတွက်အစားအစာရှာဖွေဖို့ဆိုရင်အန်ဒရီများလာတဲ့ကာလမကြီးကိုလည်းဖျက်ကျော်ရအောင်ပါဒါပေမဲ့ရှင်တန်နိုင်ဖို့အတွက်သူတို့မှတခြားရွေးချယ်စရာမရှိပါဘူးသူတို့လေးတွေအရွယ်ရောက်တဲ့အထိအသက်ရှင်နိုင်ဖို့အခွင့်အရေးက10ပုံတပုံပဲရှိပါတယ်သူတို့ကိုဟူဒတ်မာကန်ဆာလို့ခေါ်ပြီးမြောက်အမေရိကမှာနေထိုင်ကြပါတယ်မိခင်ဘဲမကြီးဟာရန်သူတွေရဲ့ဘေးကနေကာကွယ်ဖို့အတွက်သူမရဲ့အတိုက်ကိုမိပြင်ရနေပေ1600ကျော်မြင့်တဲ့တစ်ခေါင်းထဲမှာစောက်လိရှိပါတယ်အမွေနူးလေးတွေနဲ့တစ်ဆက်လီတွေကိုတုံးပြီးနှွေးထွေးတဲ့အတိုက်လေးဖြစ်အောင်ပြင်ဆင်ထားတာပါဘဲမကြီးဟာရက်ပေါင်း30ကျော်ကြာဥဝတ်ပြီးနောက်မှာတော့ဘဲကလေးတွေဟာဦးကနေပေါက်ဖွာလာပါတယ်သူတို့ဟာအတိုက်ထဲမှာ24နာရီတောင်မပြည့်ခင်မှာပဲရေကန်ရှိရာကိုခီးစတင်ရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီမှာပဲသူတို့အတွက်အစားအစာရှိလို့ပါအခုအချိန်မှာသူတို့ဟာမပြန်တတ်နိုင်သေးပါဘူးဒါကြောင့်အောက်ကိုဆင်းနိုင်မဲ့တခုတည်းသောနီလန်းကတော့ခုံချဖို့ပါပဲပေ1060အမြင့်ဆိုတာဘဲငယ်လေးတွေအတွက်တော့တကယ့်ကိုကြီးမားတဲ့စိန်ခေါ်မှုကြီးပါမိခင်ထူကအရင်ဆုံးခုံချပြီးအောက်ကနေစိုးရင်တကြီးစောင့်ဆိုင်နေပါတယ်ပထမဆုံးဘဲကလေးကတော့တစ်ခေါင်းဝဲမှာခဏတာတုံဆိုင်နေပြီးအောက်ကိုကြီးကကြောက်လန့်နေရှာပါတယ်ဒါပေမဲ့ရှင်ထန်ဖို့အတွက်တတိမွေးပြီးခုံချလိုက်ပါတယ်ဒါဟာသူ့ဘွားရဲ့ပထမဆုံးခြေလှမ်းပါပဲကံကောင်းတာကဘဲငယ်လေးတွေရဲ့အယိုးတွေကမမာသေးသလိုမီးပြင်းပေါ်ကျတဲ့အခါကွမ်းလုံးလေးတွေလိုကန်ထွက်သွားတာကြောင့်ဒီလောက်မြင့်နေနေရကကြတာတောင်ဘာမှမဖြစ်ပါဘူးကျန်တဲ့အုပ်စုဝင်တွေလည်းတကောင်ပြီးတကောင်ခုံချကြပါတယ်အမြဲတမ်းနောက်ကျကြံနေတတ်တဲ့တကောင်လည်းနောက်ဆုံးမှာတော့အာသိမ်ပြီးခုံချကသူ့အုပ်စုနောက်ကိုအမြန်လိုက်သွားပါတယ်ဒါပေမဲ့ဒါကအန်ဒီရဲ့အစာပဲရှိပါသေးတယ်ကားလမ်းမကြီးဟာသူတို့သွားရမယ့်ရေကန်ကိုပိတ်ဆို့ထားပါတယ်ကားဒီဝုံဝုံမောင်းနေတဲ့လမ်းပေါ်မှာသူတို့လေးတွေဟာအသက်ပေးကနေလွတ်အောင်ခက်ခက်ဖြတ်ကျော်ရပါတယ်ကံကောင်းစွာနဲ့ပဲအာလုံးလမ်းကိုပေးကင်းဖြတ်ကျော်နိုင်ခဲ့ပြီးမိသားစုနဲ့ပြန်လည်ဆုံစည်းနိုင်ခဲ့ပါတယ်တစ်ပတ်အကြာမှာတော့သူတို့ဟာရေထဲမှာနေသားကျသွားပြီးအစားအစာတွေကိုကိုယ်တိုင်ရှာဖွေစားတောင်းနိုင်လာပါတယ်ရေအောင်မှလည်းအန်ဒီရတွေရှိနေပြီးမဲ့သူတို့ဟာပါနတ်တဲ့မုတ်ဆိုးရည်တွေအဖြစ်ကြီးပြင်းလာကြပါပြီသူတို့ရဲ့ရှေ့ဆက်ရမယ့်ခရီးမှာတော့ပြန်တန်းတက်ဖို့တင်ယူရင်းနောက်ထပ်စိန်ခေါ်မှုတွေကိုရင်ဆိုင်သွားကြရအောင်မှာဖြစ်ပါတယ်